တခါတလေမှမကြိုးစားချင်တော့ဘူးဆိုပြီးတော့ခံစားရတဲ့နေ့တွေရှိသလိုကိုကြိုးစားတဲ့လောက်မဖြစ်မြောက်ခဲ့တာအရာမြောက်ခဲ့တဲ့အခါတွေမှာစိတ်တက်ကြပြီးတော့ခံစားနေရတာတွေလည်းရှိတတ်ကြပါတယ်။မနက်မိုးလင်းလာတဲ့အခါမှာဘာလို့အမှန်မသိဖြစ်နေတာဘဝကရက်တက်နေတယ်လို့ခံစားနေရတဲ့အရာတွေကဒါလူတိုင်းကြုံဘူးနေမှာပါ။ဒါကြောင့်မလို့ဒီနေ့ share လုပ်ပေးမယ့်ဗီဒီယိုလေးကတော့ကြိုးစားခြင်းစိတ်မရှိဘူးလက်လျှော့ခြင်းစိတ်ဖြစ်နေတာတွေဒီလောက်တစ်ခုကတကယ်သူကိုကြိုးစားတလားဘာမှအရာမထင်ခဲ့ဘူးစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရဲဆိုရင်ဒီနေ့ပြောသွားမယ့်ဗီဒီယိုလေးကိုအဆုံးထိနားထောင်လိုက်မယ်ဆိုရင်တော့တင့်အတွက်အကျိုးတစ်စုံတစ်ခုရရှိပြီးတော့အင်အားတစ်ခုအဖြစ်နဲ့ပြန်လည်ပြီးတော့စတင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်အကြံပြုပါတယ်ဟုတ်ကဲ့မင်္ဂလာပါညီမကတော့အလှအပကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ပုဂ္ဂိုလ်ပါအောင်မြင်နေတဲ့သူတွေကိုကြည့်မယ်ဆိုရင်သူတို့အရန်ကိုအစင်ပြေလွန်းတယ်လို့ထင်ကြတယ်ဒါကလည်းလူတိုင်းအားကျနေရတဲ့အရာပါလူတိုင်းဒါထင်ကြီးပေးတဲ့အရာပါအောင်မြင်တဲ့လူတယောက်ဆိုရတယ်ဒီအောင်မြင်မှုတစ်ခုကိုရရှိလာအောင်လို့သူတို့ရဲ့အချိန်တွေသူတို့ရဲ့ငယ်ရွယ်မှုတွေသူတို့ရဲ့လွတ်လပ်မှုတွေကိုဘယ်လောက်အထိပေးဆက်ခဲ့ရလဲဆိုတာတော့လူတိုင်းမသိနိုင်ပါဘူးဒါပေမဲ့သူတို့အမှန်တကယ်ကိုရင်ဆိုင်ပြီးတော့ဖျက်ချော်ခဲ့ရတဲ့အရာတွေကသူတို့အောင်မြင်မှုတစ်ခုမရခင်မှာခက်ခဲတွေပြဿနာတွေကိုဒီလိုဆက်ပြီးတော့မရင်ဆိုင်ကြလို့လက်လွတ်ချင်ခဲ့တဲ့နေ့ရက်တွေရှိသလိုကိုလည်းယုံကြည်မှုတွေနည်းသွားခဲ့တဲ့နေ့တွေရှိနေပါတယ်ဒီအရာတွေကိုသူတို့ကတိတ်တိတ်လေးနဲ့ဖျက်ချော်ခဲ့ရတာပါကိုယ်တိုင်အခုမအောင်မြင်သေးခင်မှာအရာတစ်ခုစူးစမ်းသလောက်အရာမဖြစ်လာခဲ့တဲ့အခါမှာခံစားနေရတဲ့စိတ်ပင်ပန်းမှုတွေကကိုအားနေနေလို့မဟုတ်ပါဘူးကိုမလွယ်ကူတဲ့လမ်းကိုရွေးချယ်ထားလို့ပါဒါကြောင့်စူးစမ်းမှုတွေကိုတန်ဖိုးမရှိဘူးလို့မထင်ပါနဲ့တခါတလေမှာကစူးစမ်းတဲ့အချိန်တွေကြာလာတာပဲဖြစ်တယ်ကိုယ့်ရဲ့ရလက်တွေကမမြင်ရတဲ့အခါမှာငါဘာမှနေလဲငါဘာလို့အချက်ရှိနေလဲဆိုပြီးတော့ကိုပြန်ပြီးတော့မေးခွန်းထုတ်တဲ့နေ့လည်းရှိမှာပါဥပမာအနေနဲ့ပြောမယ်ဆိုရင်တစ်ပင်ကိုစိုက်လိုက်တဲ့အချိန်မှာအပေါ်ပိုင်းကပင်စီကိုမမြင်ရသေးခင်မှာအောက်ဖက်မှာအမြင့်တွေရင်ခိုင်ဖို့လိုပါတယ်။ဒါကြောင့်မလို့ကိုစူးစမ်းနေတဲ့အချိန်တွေကအရန်ကိုတန်ဖိုးရှိပါတယ်။ကိုကအမြင်မှုအတွက်ရှောင်းလန်းနေတဲ့ဒီအလုပ်တစ်ခုမှာရက်တက်မသွားပါနဲ့ဒီအလုပ်ပေါ်မှာပဲတကယ်လေးသိချာလေးအာရုံစိုက်ဖို့လိုပါတယ်။ကိုခုလုပ်နေတဲ့အလုပ်တွေကမမြင်ရသေးတဲ့အောင်မြင်မှုအတွက်အခြေခံအမြင့်တွေကိုတိစောက်နေတာပါ။ဒါကြောင့်မလို့လူတိုင်းမှာကိုယ့်အချိန်နဲ့ကိုရွေးချယ်ထားတဲ့ကိုလမ်းနဲ့ကိုရှိကြပါတယ်။တခြားသူတွေအောင်မြင်မှုတစ်ခုရနေတဲ့အချိန်မှာကိုမရောက်သေးတာကကိုနောက်ကျနေလို့မဟုတ်ပါဘူး။ကိုယ့်ရဲ့အချိန်မရောက်သေးတာလည်းဖြစ်နိုင်ပါတယ်။ပန်းပွင့်နေတောင်မှလည်းတရားဒီနဲ့တရားဒီပွင့်တာတွေကမတူကြဘူးပေါ့နော်။အခုချိန်မှာစပယ်လေးပွင့်နေလို့ဘယ်တော့ပွင့်လားမပွင့်ဘူးနော်။အဲ့လိုပဲပန်းပွင့်နေတောင်ပွင့်တာချင်းမတူကြသလိုဘဝအောင်မြင်မှုတွေကလည်းအဲ့လိုပါပဲတယောက်နဲ့တယောက်အောင်မြင်မှုတွေကတူးနေမှာမဟုတ်ပါဘူး။စူးစမ်းတဲ့လောက်ဒီအလုပ်ပေါ်တကယ်ကိုစိတ်နှစ်ပြီးတော့အာရုံစိုက်တဲ့လောက် consistency ရှိတဲ့လောက်ပေါ့နော်။တရားနဲ့တရားအောင်မြင်မှုတွေကဒါတူနေမှာတော့မဟုတ်ပါဘူး။အဓိကအနေနဲ့ကိုလုံးနေတဲ့အလုပ်ကိုရှောင်လန်းနေတဲ့လမ်းမှာကိုရွေးချယ်ထားတဲ့လမ်းမှာခြေလမ်းတလန်းလေးပဲဖြစ်မရက်သွားဖို့ကတော့အရင်ကြီးပါတယ်နော်။နားကျင်နားလိုက်လို့ရတယ်ပြင်မဲ့ရင်မိုးချလိုက်လို့ရတယ်။ဒါပေမဲ့အိမ်မက်တွေကိုတော့လက်မလွတ်လိုက်ပါနဲ့။ဒါကြောင့်မလို့ကိုအခက်အခဲတစ်ခုဖြစ်တဲ့အချိန်တိုင်းလက်လျှော့ခြင်းစိတ်ဖြစ်တာတွေစူးစမ်းတဲ့လောက်အရာမထင်တဲ့အခါမှာခံစားနေရတာတွေကဒီလိုမျိုးဖြစ်နေရင်တော့ကိုယ့်ရဲ့ဘဝကမင်းချက်သေးတဲ့စာအုပ်တအုပ်လိုဖြစ်နေပါတယ်ဘဝခရီးလမ်းမှာရှောက်ခဲ့ရတဲ့စာမျက်နှာအချို့ကအခက်ခဲနေပေမဲ့ဒီအခက်ခဲပေါ်မှာကိုကရင်ဆိုင်ဖြည့်ရှင်းမယ်ကြော်ဖြတ်မယ်ဘလို့အခက်ခဲတွေပဲရှိလားဘလို့မျိုးကြားဆုံးမှုတွေပဲရင်ဆိုင်ရကိုကဒီအရာပေါ်မှာလုံးဝရက်တက်မသွားဘဲနဲ့အာယုစိုက်ပြီးတော့တခြားလေးကိုယ့်ရဲ့အလုပ်ကိုနေ့တိုင်းပုံမှန်လေးလုပ်သွားမယ်ဆိုရင်တော့အဆုံးသက်ကတော့ကိုမှန်ကန်တဲ့ရွေးချယ်မှုကိုယ့်ရဲ့ဇွဲလုံးလာကြောင့်ဒီအရာပေါ်မှာဒီဇိုင်းမှန်နဲ့အမြဲတမ်းလုပ်သွားတဲ့အရာတွေအာယုစိုက်မှုတွေကြောင့်ကိုကအောင်မြင်တဲ့လူတစ်ယောက်အဖြစ်နဲ့ရည်တည်နိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့အောင်မြင်မှုတစ်ခုရဖို့အတွက်ကတော့လောက်ပဲအခက်အခဲတွေနဲ့ကြုံရက်တက်မသွားဖို့အာယုစိုက်ဖို့နဲ့စူးစမ်းနေရတဲ့အချိန်တွေကိုတန်ဖိုးရှိအသုံးချမယ်ဆိုရင်တော့ကိုကအောင်မြင်တဲ့လူတစ်ယောက်အဖြစ်နဲ့ရည်တည်နိုင်မှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာဘလို့အကြောင်းအရာလေးတွေကို share လုပ်သွားမလဲဆိုတာသိရအောင်လို့ကို YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့ကြံပြုချင်ပါတယ်โอเคဆမ်မပျော်ရှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရနော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ